ရွာဦးဒီနေ့လေကျောင်းကပေါ်လာတွေပဲစုပြီးတော့ဝါသားကလာပွဲလုပ်ပြီးမြို့ထဲမှာအဲ့ဒါဒီတစ်ခါသူတို့ဆိုရဲကားလေးတော်တော်သဘောကျအင်ဂျင်မှုကပေါ်လာတွေပေါ့ဟုတ်တယ်ပကံဖျားပုံပကံရှုခင်းပုံနေကြီးပဲမြို့တွင်းနေကြရင်အေးပြက်လို့လားပြက်ပါဦးအိတ်ပါတယ်ဒီဘက်မေးလို့အိမ်သွားရမယ်ထင်တယ်သူတိတ်နေမကောင်းလို့အနီပါဖြစ်တာလေကြီးပေါင်းထင်တာပဲသိရမလားလူကြီးရဖြစ်နေကြလေထိုင်နေတော့မှအကောင်ထားလိုက်မှမူးရဲဆိုပြီးတော့အဲ့လိုဖြစ်တာအော်ပြီးတော့လေဘိုဝေရိုးကုမ္ပဏီမှာပွဲတစ်ခုလုပ်တာအဲ့ဒါသူတို့ stage နဲ့နောက်ခံ backdrop အတွက်လေပုံလို့ဆိုပြီးဒီဇိုင်းလာတယ်ဘိုဝေဆိုတော့ဘယ်ဝေလေဒူထားတိတ်ကဝေလေဟုတ်သူတတိတရတော့ရှိတာပဲဟုတ်တယ်အန်အောနေ Messenger ကနေစာလာပို့ရဟဲ့တယ်ငါ့ကိုဒီဇိုင်းလေးပို့ပေးပါအောင်နဲ့သူတို့ကုမ္ပဏီမှာဒီဇိုင်နာလုံးထွက်သွားတယ်တဲ့အဲ့ဒါဒီဇိုင်နာအသက်ရှာလို့မရသေးလို့တဲ့ဘယ်လောက်တောင်းလိုက်လဲဟမ်ဘယ်လောက်တောင်းလိုက်လဲလို့အော်ဒီတိုင်းသူ့ကိုပဲကြည့်ပြီးပေးလို့ပြောလိုက်တာပေါ့အဲ့တော့ तू ကဘယ်လောက်ဝင်မယ်လဲအဲ့ဒါတော့မပြောသေးဘူးမဟုတ်တာကိုကဈေးပြောမှာယူနင်းနေဘယ်လိုလုပ်မှာလဲကိုလည်းတောင်းနေကြမဟုတ်လို့လေတော့ကြောက်ကိုတောင်းနေဈေးများသွားမှဖြင့်ဟိုမှာအခုမှပထမဆုံးရှောက်ပါလာတဲ့လူကိုလေလန်သွားမှဆိုလို့ဒီရပိုင်းတော့ပကြီးတောက်လျှောက်ရေးပြပါတယ်မင်းညောင်ကလည်းမနေ့3နာရီလောက်ထိရေးတယ်တော်တော်အားကြတယ်အဲ့ဒါဒီတစ်ခေါက်ဆွဲပုံလေးစီးတစ်ခုစာလောက်ပြည့်ပြီဆိုရင်တော့ပကြီးပြဝဲလုပ်မယ်လို့စဉ်းစားထားတယ်ညာယူတိုးပြီလားတိုးသေးပါဘူးဘာဖြစ်လို့လဲဘယ်လိုတော့တိုးချင်မှလည်းတိုးမှာပေါ့ဘယ်နဲ့တနေ့တစ်ခါတော့ဘယ်တိုးပါမလဲ KPI ထိရမဟုတ်ဘူးအမဆိုင်ဘူးလေလားစာပဲတိုးမှာပေါ့အနီရောအင်တာနက်ပေဆောင်းလိုက်ပြီလားဆောင်းလိုက်ပြီအဲ့ဒါမေ့နေတာတတိယတော့မှဆောင်းမယ်ဆိုတော့လေလက်ထဲမှာမရှိရနဲ့နှင်းစီရနှိုင်းယူလိုက်တာလေဆောင်းလိုက်ပြီအင်္ဂလာကရောပြည့်တော့မှာမလားဒီနေ့ဒီဇင်ဘာဆိုရင်တော့စာချုပ်ပြည့်ပြီလေအဲ့ဒါမီးတို့အိမ်ပဲသွားနေတော့မယ်လို့စဉ်းစားထားတယ်ဘာလို့လဲဆိုတော့ပတ်စံလည်းမတက်နိုင်ဘူးလေပကြီးကတော့အိမ်မှာပဲဆွဲရမှာပေါ့စတူဒီယိုအတွက်ကပတ်စံမတက်နိုင်ဘူးဆိုတော့ပတ်စံမတက်နိုင်ဘူးဆိုတော့ပုံဝင်မှမရှိတာပမနဲ့အလုပ်လေးလုပ်ဖို့တော့တခြားစဉ်းစားမှရတော့မှထင်တယ်အခုလည်းအလုပ်လုပ်နေရပဲအခုလောက်တာရတခါတည်းမှဒီဇိုင်းလာတာတော့လာလို့ရှိရင်လည်း free ဆွဲပေးရတာနဲ့ကြည့်ပေးပါဆိုတာနဲ့ဟိုတခါ international school မှာအတီရှာလုံးဝင်လို့တော့တယ်ကျောင်းကတခွန်းခွန်းလေးဆိုတာလည်းမဟုတ်ဘူးသူတို့လိုချင်တဲ့ပုံစံလေးတွေ guideline လေးပြောပြတော့တယ်စိတ်ဆိုးပြီးထွက်လာတယ်သူတို့ရကိုယ်နဲ့မှကင်းကြိုက်တဲ့ဟာဒါပေမဲ့နောက်အလုပ်တစ်ခုရမှထွက်ပေါ့ဘာလို့စိတ်ကောက်ပြီးချက်ချင်းထွက်တာလဲစိတ်ကိုလှုပ်မပေးနဲ့လေအနီရော medical check up တွေဘာမှမလုပ်ဘူးလားမလုပ်ဘူးတဲ့သူကမရတော့စစ်ကြည့်ရမှာပေါ့ဩသူသိရကြီးပေါင်းပါတယ်ဆိုရဲဟာပတ်စံရှိတော့အဲ့လိုရမယ်လုံနိုင်တာပေါ့အခုကရှိမှမရှိတာမရှိတော့လူကြီးဆိုတော့လည်းမလို့ပဲပြောတာပေါ့ရုံးက corporate affair ဘက်မှာဒီဇိုင်နာလိုတယ်ငါ CV ပြင်ပြီးတင်ထားလိုက်ပြီဟာအင်တာဗျူးကဒီကတည်းချိန်လိုက်မယ်နော်ဟာအဲ့လိုတွေမလုပ်ချင်ဘူးမလုပ်လို့မရဘူးရုံးကလည်းနီးနီးလေးဒီရန်ကိစ္စနာနာလေးမလုပ်ချင်ပါဘူးဆိုရဲဟာမလုပ်ချင်လို့မရဘူးဒီမှာကိုလှုပ်ချင်တာမောင်မီကတခုတော့အရင်လှုပ်ထားမှာပဲဟုတ်တယ် freelance လုပ်နေရပဲလေလှုပ်တေချာလှုပ်လေတေချာလှုပ်လားအခုစိတ်ကောင်းရှောက်လိုက်နေလို့မရတော့ဘူးကြီးပြပွဲထားလို့ဖို့ရှိရင်အဲ့ဒါပြီးမှစဉ်းစားတော့ပကြီးပြပွဲလှုပ်လို့ရမယ်အလုပ်လုံးဝင်ရမယ်ကြီးပြပွဲရင်လုပ်မယ်ပကြီးပြအလုပ်လုံးဝင်ရမယ်လို့မလုပ်ချင်ဘူးမလုပ်လို့မရဘူးမင်းဖက်ပုံလည်းဘယ်သူမှနားမလဲဘူးလူတိုင်းတော့ဘယ်နားလဲပါမလဲထားပါနင်းတော့နားလဲမလားထီးကိုလာနေကြရင်လည်းမိုးကမရွာဘူး